黑小磊，黑小磊，你说你要考你了？没有标了，没有标了。怎么样？你这张长龙龙没有了啊？这嘛前面是说啊吧，咱们一起面是没有，对他不对了。对啊。啊，有木了，别。哎我，每个人变了没？要家里了说。想家里说，怕了去。啊，要家里说了，要家里说没有我摔出来了，没有可能手别打多少遍拿来了。哈哈哈！俺说这嘛想家里怕嘞。啊，怕了去。好嘞，好行，好多钱了。拿他，追有用，就把你卡的。这个不呀，保不住我的。这帮人。六嘞，红光这个六嘞。我们今天的别玩了，我搞崩你了。别嘛，我到底是要钱抢，啥耶？你差没了，你也就没得啥。没啊，是吧？对没？我那边招干完的蛤蟆的，我叫你不干的蛤的，你要做哪里做？都不的嘛。捅吧！你来我。这个咋了？来拿说来，来不能说。哎，都没教要，厉害。会的。下，哎呀，我差点盯着架我了。TV 都不喊你呀嘞，TV 都不喊，呀，你蛋给都呗哈。哥哥，露爷，露，你看你觉得那些呢？你要没心，你看老心比出大比说吧，你不如冷，嗯？你把这个手表带多嘛喏？路基了下路拍来路，后面要怎么样呢？没嘛，你俺其中的眼睛嘛，我路没来，我来酷皮了些，别么他说了，俺用几笔的，谁差笔的？哟，我本来那边路的，本来是嘛，本来撇的哈。哎，你本来伢本来两个嘛，俺所以你的，知道了？嘿，难怕啦，难怕这边，难给啥？难嘛是没，难嘛表。记得嘛，你那姐多爷你了呗，然后讲你也胖个爆脱到哪里？你能说什么？别ပြော吧，哈，你嘞，没想问你们了，哈，后排我来叫了，你也不拉意呢。哎，不拉意的，我不要说呗，哪看你来了？我来过这嘛，干你了呗，这样说呀那些话。哎，南通喏，也在使用过喏，本来俺使用这样来说，你使用越差价了，我们表来行。别，他妈真就抽你！谁上的？哎，拉不起来打起来，老来你也老来。人家那个叫，对。然后，啊！
ဘာလို့ အဲ့ဒါမှလည်း သိရလေယူနာနေ ဟာပြေပြိုးလိုက်စမ်း ဟဲ့စားပြတ်ပြတ်မင်းမြင်လားဗျာဒီနေ့ဆိုရင်ဒီနေ့ငါနဲ့တယောက်တူနေချင်ပါဘူး အဲ့ဆိုရင်ငါ့ရဲ့မွေးလေးကိုအရင်နှစ်တည်းအတိုင်းအရင်ပုံစံအတိုင်းအရင်ဆန်ပဲလုပ်ပြရမယ် လုပ်ပြရမှာပေါ့ အေးနောက်ကြရင်တော့ လူကြီးဒီချင်းနဲ့ချင်းငါပြောတော့ကြားခဲ့ကဲလို့ ရောက်လာ ကျော်နေမှာမှားတယ်နော်ဟာလေအဲ့လိုမှာတို့ကကြိုက်တာဟုတ်တယ်ဒါကတော့တန်းတယ်နော် ဟာခင်းနေကြီးလို့ပုံလို့တော့မှမကြိုက် ရွှေမိုးကြီးလိုပုံစံလဲရအောင်ငါစိတ်ကမလာဘူးဟာဒီလိုဂိုက်မှုဆိုင်မှုအမိုက်ဆုံးကွာဒီလိုကြီးရှောက်တာနော် တော့ငါဘာသာလဲ လွတ်နိုင်ဘူးရှောက်နော် မလုပ်ဘူးအဲ့တိုင်းဆက်ကြိုက်ပြီးမှတော့မရနဲ့နော် ငါတို့နောင်တမရနဲ့မင်းလိုမင်းကလေးနဲ့ဆိုရင်ငါတို့ဘယ်မှနောင်တမရ ပြောပါလေပြောပါလေ ဖျောက်လေအေးသေးနေတယ်နော်ဒါငါရက်ကွယ်အသားနာမခံအေးသေးတော့မင်းတို့ထုတ်တယ်ငါထုတ်ကပူကြည့်ဟောဘာလို့ကြည့်ရလဲငါထုတ်ကိုပြောတာရုပ်တွေကအနာတို့ပါလို့လဲဒုတ်ကြားတာနဲ့ตาရသွားတာနော်တစ်ဖက်စစ်တယ် ဘာရင်းချက်ပြောနေငါဗန်တကြီးပိုက်ဖြဲနေတာဟာ မဖြဲနဲ့လွတ်ငါမယုံမယ်အေးစမ်းပါဟိုငကောနို့လက်ကိုလေးဆွဲလာရင်လားလုံတာနဲ့ဘာလို့ပြန်မလုပ်တာလဲဟင်ตาရနေရလားလား ตาရစီရလားနင်လာမဲ့ရှင်ကစောင့်နေလေ ဟာနေစမ်းပါနဲ့ငါလာပဲဆိုဘလို့သိရတယ် သိရပါလူလူတို့အချိန်မီများရောက်မလာဘူးဆိုရင်မင်းမောင်တို့ထွက်ရှာပြအောင်ရှာမှာပဲဆိုတာသိပြီလား ဟေးထွက်ကြည့်ပြီလို့ဗောထွက်များမကြည့်နေအေဂျင့်မေဖြစ်ပြီသိလားအေဂျင့်မေဖြစ်ပြီ အေးစမ်းပြီဆိုပါလေ ဟာအေဂျင့်မေဆိုတာတစားတီကြိုးပဲနေတာကိုပြောတာဟမ်ငါထွက်ကြည့်တော့လေဟိုငကောနို့ဆွဲလာရင်လားလုံနေတာအဲငါလည်းလေအမြင်မတော်တဲ့နီးရဆွဲယူပြီးလိုက်လာတာကြည့်ကြည့် ဘလို့စိတ်တို့ကြီး အေးလေငါလည်းဟိုစွဲမိစရာဆွဲတာတပည့်စည်းတယ်ဖြစ်နေတာဟာအမြင်မကောင်းပါဆိုလို့တပည့်စည်းအမွေကိုချွတ်ပြီးတော့ဆွဲလိုက်လာလားကဲလာပေါ့လား အဲ့နေမောင်နင်ကငါ့ကိုမွေးနေ့လိုက်ကျွေးမှာဒီကလေးနှုတ်မပြတ်သေးရဲ့ပုံနဲ့လား အဲ့ပုံနဲ့လိုက်မလားဟာငါဟိုရှာလိုက်မလိုက်လို့ငါလိုက်မှာပေါ့ ဒါဆိုတော့ပါရဲ့ ငါတို့ကပါမယ် ဘာလို့လဲတော့ကြမှာနင်တို့နေကအာနင်တို့လည်းငါ့ကိုထုံးမိ အော်ကျုပ်ကိုညံ့လိုက် ပေး ငါတို့ကိုကောင်းကောင်းကြိုင်နော်ငါတို့ကောင်းကောင်းကြိုင်နော်နေတော်ပြင်းနဲ့တော်ပြင်းနဲ့ပြစ်လာတော့ One again. Okay. ငါနေရငါဝင်းနေတော့ဒီတိုင်းမမေ့ဘူး ဘယ်မေးရမလဲဟာငါဘွားမှာကြီးကြီးသွားမယ် ဟာကျင်းတဲ့ ဟုတ်တယ်နေတာ ငါဘောမှာမွေးနေရှားကနေမတဲ့လို့ရတယ်တော့မကျင်းတဲ့တော့ ဟုတ်ပါတော့ကဲစားလိုက်ရနော်ရောင်းမယ်ထုံးမယ်ဒီကအသက်108နှစ်ဆို108တိုင်း တဲ့ဆက်နေ အော်အေးအစင်းအစင်းနေတုံးဘလုံးလေးကိုတက်စက်တူဒီမှာအဲ့ဒါဒီမှာတမင်းရရမယ်ကဲ Happy birthday ဆိုမယ်နော် Happy birthday to you Happy birthday to
တော်ကြီး နေမလို့ ကဲဆိုတာ ပြီ ခွဲတော့ ဟဲ့ညဖြောင်းနေစားငါချီရိုရောကိမို့လည်းငါပဲစားမယ် စားစားဒီတဲ့ဘူကဝမ်းနဲ့တူတော့မယ်လေ ဟဲ့ငါ့ကိုမွေးလက်ဆောင်မပေးရသေးဘူး ငါသိပါတယ်ဟာဒီနေ့မှပို့ပြီးထူးခြားသွားအောင်နည်းနည်းကလည်းချော်ပေးမပေါ်သွားပြီးတော့နေကြိုက်တာငါဝယ်ပေးမယ်လို့ဆုံးဖြတ်ထားပြီသား အဲ့ဒါငါကျင်ရတယ်ကောင်းတယ်ကောင်းတယ် ရ ဟဲ့နော် ကဲလဲပါပြီလို့အလဲကနေမခွဲတာလေ အလေကခွဲလို့ရှင်ဒီတဲလေးလုံးလေးကွဲသွားမှာပေါ့ဟာ နေ့မှလည်းအသေးလုံးတော့ရှိတာနော်ရတယ်သမီး ဒီသမီးလေးကြက်လည်းမေးညာ ဒီရုပ်လေးကြိုက်တာ ကဲယူထားပြီအားကြိုက်ပြီဒီလိုအဲ့ဒီကြည့်ရအောင် ကိုအင်းကြီးလေးသမီးနဲ့ဆိုအဆင်ပြေမလားမသိ အေး ဘူးနော် ဖက်ကြည့်အောင်ဒီကမှလည်းနော် ဟုတ်တယ်နော် အာရှိပါလားကျေးဇူးနေဆိုင်နေဆိုင်ဖက်နေမရရယူနေတာဟုတ်တယ် ဒီကြည့်မနေဘူး ဒီရုပ်လေးချစ်စရာလေးတော့ ဩနေလေဟာဒီဘက်လေးအကြီးရှိသေးအားဝင်လိုက်လေ ဟာအချစ်ရကြောက်စရာလေးဟာအဲ့ အော်အသေးရကလေးမှုလို့အသေးယူပါနေနေကလူကြီးဖြစ်နေနေဆိုင်နေအဲ့ပါလေးနေလိုက်ပါနဲ့အပဲယူလိုက်နော် ဒီလေးရဆိုခမင်းလူဒီပေးအေး အဲ့တော့ကျင်းနေလိမ့်မယ် ဟဲ့ မိမိရပါတည်တည်လေးအကြီးနဲ့နေရနော်အာယူလိုက်ပါလားအကြီးနဲ့ မကြည့်ရ ဟဲ့ဘာလို့လဲ အရုပ်ရှိနေလိုက်တာ ဟာဟဲ့ငါသမီးကဒီလိုသေးလေးကြိုက်ယူထားတာကွာ အော်တော့အသေးလေးဆိုတော့အကြီးလို့ကျင်မှာပေါ့ဟိုတမီတင်းနေတယ်နော်တင်းနေတယ်မလား မကျင်းတော့ပြန်ပေးထားခဲ့ရော ညမေးတယ်နေဒီသမီးလေးယူလိုက်တာနော် ကျင်းတာဟဲ့မကျင်းတော့ဘူးမကျင်းတော့ကွာယူ မပူးဗျာ ဟဲ့မင်းကပေးလို့တော့မပေးဘူးမပေးဘူးဟဲ့ဘာလဲ တော့ ဘောလေးကွာဒီကော သမီးလားသမီးလား ကလေးနဲ့မြရုပ်လာလူနေရတယ် ရုပ်ကိုရှင်းတယ်လို့ဘယ်လောက်လဲမသိ အကောင်လေးထုံထုံလေး တော့ပါတော့ညငါကြီးရှက်စရာသမီးလားကြည့်နေတော့ကြီးကြီးပြီးရောက်လာဟာလား မဲဘာလို့မလဲ ချက်ဘူးလို့လေ မထိုးနဲ့ အရန်ရောက်နေပြီ မလေးနင်းမျက်နှာရုံငါသိရနော်နေရုပ်က blue sea ပြောလေငေါ့နိုင်ထက်အနိုင်ကျမဲ့ပုံစံကြီးနဲ့အနိုင်ကျမဲ့ပုံစံကြီးနဲ့ငါသိတယ် ဒီကတော့စဉ်းစားရင်းလာပြီးတယ်လို့ပြီးနေ ဟိုစဉ်းစားလေမလုံးနဲ့ငါပြောမိပြီတော့မလုံးနဲ့ ဒီလေလေးတောက်လိုက် တားနှခေါင်းနီးရဲနာဘာဖြစ်တာ ဘာဖြစ်လဲဘာဖြစ် ဘာမှမဖြစ်ဘူးလေသူ့ဘောလမ်းလိုက်မှာလေကောင်မလေးတက်ကိုတော့ဖက်တယ်လို့ကိုကတောက်ဖက်နဲ့ချဲ့လိုက်တာနှာခေါင်း အခုကလေဖြစ်မှဖြစ်ရလေတားရဲ့ဒီတက်ကြီးရွယ်နေကောင်မလေးကြောက်လမ်းနဲ့ကောင်မနန်းသလား မဟုတ်ဘူးတော့မြင်ကလေးကကျမနေမို့တာ6ပြောတယ်နော်အာလူထုတ်တာတောင်းပဲကောင်းတယ်နော်အခုကနေကြောက်ကြလေမှန်တယ်ပြောလိုက်အမှန်တိုင်းပြောလိုက်ပြောလေဒီ သူ့ဘောကလေးသေးလေးနာအရုပ်ကိုနိုင်ကျင်ပြီးသွားလို့လားအာကလေးလေးအဖေကသူ့ထိုးလို့လိုက်တာ ဘာဖြစ်မှဖြစ်ရလေတားရဲ့ကလေးကြီးအရုပ်ကိုသွားလူရတယ်မကြည့်မငယ် ဒုက္ခတော့ပြီဟဲ့အာလူမနေပြောမယ်ဆိုလည်းအပြည့်စုံပြောတော့နေပြောတာမပြည့်စုံသေးဘူးပြည့်စုံအောင်ပြောလေ အမှန်တိုင်းပြောလို့ ငါပြောမယ်ဟဲ့ဒီလိုတော့မြင်နော်သူမွေးနေမှာကျွန်တော်6ပင်းမကနေပြီးတော့ဟိုသူကြိုက်တာလိုက်ယူဆိုပြီးကျွန်တော်လိုက်ဝယ်ပေးတာအဲ့မှာ तू ကနေပြီးတော့အဲ့ဒီကလေးလေးစီကအယုတ်ကလေးကို तू မြင်ပြီးတော့ကြိုက်သွားရောအဲ့ဒီကလေးလေးစီကအယုတ်သေးသေးလေးကဟိုအဲ့လိုပုံစံမျိုးပဲဟိုကောင်တာမှာအကြီးတရုပ်ရှိနေတယ်ဟိုအဲ့ဒါကိုယူပါလို့ဆိုတော့ तू မယူဘူးတဲ့အဲ့ဒီသေးသေးလေးစီကအယုတ်ကိုပဲယူမယ်တဲ့အဲ့ဒီအယုတ်သေးသေးလေးကိုပဲယူမယ်တဲ့အဲ့ဒါလည်းဟိုအယုတ်ကြီးကိုယူပြီးတော့အယုတ်သေးသေးလေးနဲ့လဲပေးတာပေါ့အဲ့မှာကလေးလေးကလည်းငိုးရောငေါသူ့ပြတောက်ထိုးလိုက်တာ တားရဲ့နှခေါင်းညနီးရဲနာတားဆိုဟိုတော့ဖောက်ချလိုက်မယ်လေ အော်မစပါတော့မြေတော်မြလည်းထိနေစီအဖေ့တိုင်မယ်မျိုးတိုင်မယ်နဲ့ပို့စိုးကုန်မှာပေါ့မမမြင် မဟုတ်ပါဘူးတော့မြတ်စိတ်ပူလို့ပါတားရဲ့ ဟာတော့မြင်ဘာမှစိတ်ကူနဲ့လူလူကလည်းပြည့်စုံလိုက်လေသူ့နှာခေါင်းကျွေးကြသွားစေရဘူး ဘာ ကောင်းသွားမယ်လို့နားထဲမှာဖော်ပေးလိုက်တယ် တော့လိုက်ထွက်နေပြီနော်
လုံးနေမမေသွားလိုက်တော့ဘာမှဖြစ်ဘူးအေးဆေးပဲ တောက်တော့မောနေပါ မလုံးတော့ငါပြောထားနော်လုံးနေ ဒီနေ့မွေးနေရတော့လုံးဝမှတ်တရပဲကွာ ဘာဖြစ်လို့လဲ အဲ့လူကြီးနင်ထိုးလိုက်တဲ့ဘောလန်ထွက်နေရတယ်ဘောက်ဆိုင်ကြနေတာပဲနင်အဲ့လူကြီးထိုးတော့ခွက်ကနေခံလိုက်ရတဲ့ရုပ်ကလည်းလေဖွဲအိတ်ကြီးကြနေတယ်ဖွဲတွေဖွာထွက်သွား နေပေါ်မှာနင်ပြေးတာလေနော်ခွေအမီးကောက်ပြေးရမြတ်တန်းနေတာလေခွေတိုင်းပဲလေ ချီဘောကလေ အေးလေပြေးပြ နင်ကြတော့အမိကလိုက်ပဲပြေးလို့လားဟဲ့ချီစားခွေရဲ့ ဟဲ့ဘာလို့ခွေချင်းတူပဲနော်ချီတုံးကိုမစားနဲ့ မစားပါဘူးနင်ကိုချီစားခွေလို့ပြောတာလေနင်ချီစားငါချီဘောကတော့ဖူးပဲ အေးရောက်တော့ဝါတာရောက် အဲ့ဒါပဲနော်ဒီနေ့ငါလူနေတဲ့အကျုံမရလာအောင်နော်အဲ့အတွက်လက်ထက်ကြရင်အဲ့ဒီလုံးနဲ့ချစ်တဲ့တွေကိုရှာပေးရမယ်ဒါဝင်းနေရှင်တစ်ချက်လို့အမိတ်ပဲ နင်နာစမ်းပါဟာလိတ်လို့ပဲ ရေးကြီးရတော့ချင်းလုံးဝဲလို့ပဲကျဲတော့ဖြစ်နေပြီ။အော်ဒီကကလည်းဝဲရအောင်မယ်။ငါတလားလုံးဒီစက်နဲ့ဘယ်လိုတော့မှာမလဲ ရီးမနေနဲ့နော်ဒီကနေရှင်းရမှာ ။ဘာလို့ရှင်းရမှာလဲ။နင်ကမောကုတ်ကလေးသားလေနင်ရှင်းရမှာပေါ့ဟာ ဟာအဲ့လိုလားအဲ့လိုလားဟေးချစ်တယ်ဒါနဲ့ရှင်းမယ် ။ငါပတ်တယ်ပြန်နာရှင်း။ အကောင်လုံးပြည့်ပြီ ပြန်ပြီးတော့ပေးလား။ပေးလား။ပေးလား။ သိကြတယ်မိပါဘူးအမိမဘူး no ဖေး ဟာဟဲ့ဘာလဲဟာငါကစိတ်ကောသွားပြီစိတ်ကောသွားပြီရောဘေးစိတ်ကောသွားပြီ ကားဟိုငိုတဲ့ဆေးမြတ်กว่าနေရလား။ ဟာငကိုတဲ့နည်းနည်းလေးကွာလာအခုအများကြီးကွာသွားပြီအဲ့လိုရောဘေးဦးလည်းမြေးလိုက် ညံတော့အခုရောဘေးယောက်ျားရှင်ပြောတော့ပတ်စံနေမရှိတော့ဘူးဆိုဘယ်တော့စံနေခုထွက်လာလဲပြော မျိုးနင်တို့ညောပဲယောက်ျားချင်းယူထားတာ မန်းတူမယ် ဟာရှင် ဟာ ကြည့်ရတယ် ဟောမဟုတ်ကားစိတ်ကွာသွားတယ်လေအဲ့ဒါမရောပေးရမယ်လို့ရောပေးရမယ် ဦးလေးရဲ့သူပြောတာကိုမယုံပါနဲ့ဦးလေးရဲ့နော်ဒီမိန်းမကျွန်တော်မိန်းမလေးအမြဲတမ်းနမောနမဲနိုင်တယ်အိမ်မှာလည်းရစရာဘာတစ်ခုမှမရှိတော့ဘူးအခုလည်းကြည့်သူနမောနမဲနိုင်လို့ဦးလေးကဆေးတွေပုံထားပြီဟုတ်တယ်နော်ကျွန်တော်အခုစဉ်းစားတာလေသူ့ဘိုက်တရကလေးကကျွန်တော်စိုးရိမ်နေရလားအဲ့ဒီကလေးလေးနောင်ရည်တော့စိတ်အေးအောင်ဆိုပြီးတော့ဒီပတ်စံကိုကျွန်တော်ဆူနေရတာပါဦးလေးရဲ့ ဟုတ်ပါပဲမင်းပြောတာလည်းဟုတ်တာပဲအမှန်နဲ့မှန်အဲ့လိုสู้ရမှာပေါ့ ဦးလေး तू ပြောတဲ့စကားကိုမယုံပါနဲ့ဖိုက်ထဲကခလေးကိုလေ तू ဘာမှကြည့်မဆိုင်ခဲ့ပါဘူးဟိုဒီလာကထုတ်တာနဲ့လေ KTV တွေသွားစပွန်ဆာရမတက်နိုင်မယ်ပေးလို့လေသမီးကဒီကလေးလေးအတွက်ပတ်စံလေးစုတယ်လို့ तू လာလိုက်လို့နေရတာပါဦးလေးရဲ့ ဟာဒါမျိုးတော့ဘယ်လိုသိမလဲမင်းအဲ့ဒါမလုပ်သိဘူးကွာမင်းကလေ မိန်းမမင်းမုတ်တာကြီးကလင်ကကျညံနေတဲ့ရှောက်ပြောမနေနဲ့နော်ဦးလေးပဲချီစားတယ် ဟာဘာပြောလဲကွာ မဟုတ်ဦးလေးပဲစဉ်းစားကြည့်ပါဦးလေးရဲ့ပြောပြတာနော်အဲ့ဒီမိန်းမလေးအမြဲတမ်းမူတာဝါတော့ကန်ထွက်ဆွဲထားတာနော်နေတိုင်းလိမ်နေညာတယ်မလိမ်မညာပဲမပြောတတ်ပါဘူးဦးလေးရဲ့သူလိမ်ညာနေတာဦးလေးရဲ့မိန်းမဆိုရင်ဦးလေးမိန်းမလိမ်တာကိုဦးလေးခံပါလား ဟာဘယ်ခံမလဲဘယ်ခံလို့ ဟဲ့မခံဘူးကျွန်တော်လေအဲ့ဒီမိန်းမလိုက်ရှင်နေတာလိုက်တာထီနေတာနော် တော့ဆောက်ပါဘာမှမကြီးမှာလူချင်းမကောင်းပါဘူးကွာဦးလေးကားလည်းပဲတိတ်ဖြစ်သွားတာမဟုတ်ဘူးကွာအဲ့တော့ဟိုဒီဘာရှင်နဲ့အေးစေးစေးညှိနှိုင်းနိုင်တယ်ဒီဘေးပဲလည်းညှိနိုင်ကြပါကွာနော်အဲ့ဆိုရှင် ဒါဆိုဦးလေးဒီရွာတော့ဘော မမျောနေတော့အဲ့ဒီပစံဟိုအဲ့ဒီဗိုက်တရကလေးလေးတွေပဲမင်းစီးထားတယ်လို့နော်ဒီသွားကြ ကျေးဇူးတင်ပါတယ်ဦးလေးကျေးဇူးတင်ပါတယ်ဟိုဒါနဲ့ဦးလေးနာမည်သိရအောင် ဟောဦးလေးနာမည်ရဲဦးလို့ခေါ်တယ်ဘာလို့လို့ ဟိုတားလေးမွေးဦးနာမည်ပေးမလို့ အမလေးလေးကြီးရှင်းတယ်တင်းငယ် ပါလီမွေးကိုနာမည်ပေးပါငါနာမည်ပေးမယ်လေငါနာမည်ပေးမယ်လေ တဲ့မလားဒီလိုမှာပလန်နဲ့ရှိပါတယ်လို့ ဟေးနင်ပက်လက်မလန်ငါကူညီထားရဆိုလဲသဘောပေါက် အေးပါဟုတ်ပါတယ်ပေးဟာဒီဖြစ်ကြိုးစားသူတွေကသခိုးဖြစ်နိုင်ပါတယ်ဟာ high five ဒါပေါ့ပါတယ်ဟဲ့ဘာနေကြပါတယ် တားရဲ့တားတားရဲ့
ချီတော့ပါတာ တော်ပြီလား ကိုနိုင်ထောပြီ တော့ပွတ်ရအဲ တာကိုနိုင်ထိုးပြီ ဆုံးရတယ် ည ဗျာ တော့တားပြဖုံးဆက်ထားလို့ကိုနိုင်ထွင်နှိုးပါဆိုလို့တာဒီမနေ့ပါစားမလဲကိုရထား ဘာချက်တာလဲ ဟိုပဲပြုံးနဲ့ထမင်းကြော်ထားတယ် ဆုံးရတယ်ဗျာတနေ့လာဒါကြီးကြီးမစားချင်ပါဘူး အဲ့ဆိုပတ်မုန်းနဲ့ကြက်ကိုခောက်ပြီးကြော်ပေးမယ်လေ ပို့ဆိုးတယ်တော်ရတော့တာလည်းပဲထွက်သွားတော့မယ်အနေတော့ရဟိုဖေးကဘာလို့တော့9နိုင်လိုခိုင်းတာလဲ သူဖုံးဆက်မလို့တဲ့ ဘာလို့ဖို့ အဲ့တော့ဒေါ်ကြီးလည်းမသိဘူးလေပြီးရောကတာအခုပါစားမယ် စားတာလည်းထွက်သွားတော့မယ်တော်တော့ဆက်သူမကောင်းသူဆက်တဲ့စိတ်ပြတ်တယ်ပူရောဘာပွားမလဲမသိဘူးဟယ်လိုချစ်ဖေဖေနေကောင်းလားဒါလေဖေကိုနိုင်ဖုန်းစမစထိုင်ဆောင်နေဗျာဟိုတာတင်မတင်တာသွားကြည့်ရမယ်ဟိုဖေအဲ့ဒီစိတ်ကတမ်းပေါ်ချင်းမဟုတ်ဘူးတနန်းလုံးလမ်းတွေကလည်းပိတ်နေမသွားချင်ဘူးငါညီနေနေနဲ့พี่ပြောပါမေဟဲ့သွားမှာအစိတ်ရှာဟဲ့မရောက်အောင်သွားမှာပြက်လိမ့်မှာပါလေစိတ်ရှာသွားမှာဂရီဒါပဲနာဖေဖေအာဘွားဘူရောချီတော့အေးပေါ့ဒီဒီကျမတို့မတို့ကပဲမင်းတို့ဟိုကောင်နဲ့ချင်းရတာပဲဘာလို့ငါတော့လုံးမဖြစ်ဘူးပေါ့ဖုန်းဆက်ပြီးပြောကောင်းပါလေမလေးမဖြစ်ဘူးဖုန်းဆက်ပြောလို့မဖြစ်ဘူးဖုန်းဆက်ပြီးပြောပဲဆိုရင်ဒီကောင်ငါ့ကိုဂျိုးထောင်မှသိကြတယ်ဟဲ့ဒါတော့လာတော့လေငါလည်းလဲပြီးသားမက်ဆေ့ပုံဆိုတော့နောက်ကကြည့်ရမိုက်စားလို့ရှေ့ရကြည့်လို့နေရမသိတန်းနာယူနေတော့တိုင်းမဲ့တော့ဘာမှမပြောင်းလဲဘူးအရင်လိုမှန်ကြောင်လေးပဲ နေရအရင်တော့အများကြီးပို့လာတာဟဲ့နင်းရောပြန်မရမယ်တော့ ငါเจ้าမရနဲ့ပြောင်းလာတာဟာဒီမှာငါတော်ရီမှာနေပြီးတော့တင်းနှန်းနေတာတက်နေတာဟဲ့ဒီဘက်တော့ကြာရှိတယ်ဟာမုတ်တစ်ခုခုသွားစားအောင် နင်းမကားပါလား ပါတယ် အဲ့ဒါတော့မယ်လေ ရှိတော့ငါဒီနေ့နေမလားသိကြည့်နော် sorry ပါဟာအဖေလေးဖေဒီနေ့ဖုန်းနဲ့ငါ့ကိုဆက်ပြီးဒီနေ့ကောင်တော့ဖိခိုင်းနေလို့ငါဒီနေ့ကောင်တော့နေရတာငါတို့မစစ်ဘူးပေးထားတယ်မမအောင်လို့မလာနိုင်ဘူးတော့ ဖုန်းတော့မဆက်ရဘူးလားငါဆက်ပါတော့လို့ငါ ဟာလေဟုတ်ကဲ့ဟာဒီတော့ငါတို့မစစ်ဘူးတဲ့အချိန်ကနေဘယ်မှာရောက်နေရလဲ ဘယ်အောင်လဲနင်းနဲ့ချိန်တဲ့နေရာရောက်နေ အော် sorry ပါဟာဒါဆိုနေတယောက်တည်းပြန်မှာပေါ့ ပြန်မောင်းနေမလားတော့ငါတွေ့တော့လိုက်တာပေါ့ဟင်း ဟဲ့နေမဟုတ်တာရှောက်လို့မနေနဲ့နော် ဟုတ်တာလက်တာနေမလားဟာငါပဲနေမှာတယောက်လည်းဘာလုပ်နေရမှာလဲတွေ့တော့လိုက်တာ အေးအားကြောင့်ပြောတာလေအခုနေလိုက်တော့ကောင်ကဘာလုပ်လဲလို့ ပြောဘူး ဟဲ့
စိတ်တို့နေပြီနော်အခုနင်းနဲ့ပါသွားတဲ့ကောင်ဘာလို့လဲပြောအဲ့ကောင်ကသိချင်တယ်ဟာပြော ပြောဘူး ချီတော့ကွာထားရနော်ငါလည်းမိုးချုံနေပြီမနေ့ကကျမှနင်းနဲ့ငါလည်းတွေ့မယ် ဒီခါနေနေကြတာမလို့လား လာမယ် ကျွန်တော်လည်းနော်နားလာတယ် တကယ်ချီတော့ပဲ ဘယ်လိုကြည့်လိုက် 你俩来听了是好多听过呀？ ချီတော့ပြောရဲတယ်နော်အဲ့လေကိုပြစ်ကိုသူများပြစ်ပြောရဲဟဲ့လားနင်းအချိန်နောက်ကြလဲထည့်ပြောဦးနေတော့ဒီလိုအချိန်မလေးစားလို့ငါပေါင်းတယ်မလို့ကွာ 哦，你俩来飞机呗，开那嘛？他那一点没有人拉起你。 မင်းငါဦးလေးထိုင်နေဝယ်ပြီးလိုက်တာ 他的嘛，你也不要下去了。 ဘာလို့ 我俩哩，俺爷爷规划的，俺家这个人叫那编队哈。 အဲ့ငါလည်းပါဆိုင် 我都拉拉喏，哎，你那没什么么？ ဟုတ်လေထော်ပါပြီနော်မင်းကလေးဆိုလေနင်းတယောက်နဲ့ငါလက်လန်နေပြီလက်ကိုလေး10ရောက်ဖို့အချောင်းနဲ့10တော့ကငါလေးလက်ဖြားခံနေစိတ်ဝင်စားဘူးပေါ့ 好了啦，我都拉喏。 ငါတို့နှစ်ခါမပြောနော်ငါဘွားပါနင်းတယောက်နဲ့ငါလုံလောက်နေตายามနေနဲ့စနေတာဟမ် 大包我来赌一遍吧。 ဟာသူ့ကြီးပြဟလားနေတငယ်ချင်းလား 你赔。 ဒီစင်နဲ့ဒီစင်ငါပဲဖြစ်စရာလားငါပဲဖြစ်စရာလားတော့အချိန်နောက်ကြလိမ့်မယ်ငါခင်းသွားဆိုတော့မယ်လာမိအာလူနင်ပြောတဲ့ဟာမှလည်းပဲမလဲဟမ်ဒီမှာတော်တော်ကြားနေပြီနော်တော်တော်ကြားနေပြီငါစိတ်မရှိတော့ဘူး 好嘞哈，家里边真人嘛，我看到谁谁他上来吧。 9မိနစ်ပဲစောင့်9မိနစ်တဲ့ကျော်ငါမစောင့်တော့ဘူးနော်โอเค 上嘛他上来嘛，你上来就那嘛啊，俺等一些，谁来吵啊？ အာလူနေ Robinson Crusoe ဆိုတဲ့လူကြောင်ကြားဘူးလား 对呀嘞，怎么别中文嘛，当年的驴有不要？ အာလူတွေသိတဲ့အဖြစ်ဖြစ်လူတွေမသိတဲ့အဖြစ်ဖြစ်တစ်ခုရှိသေးတယ်ပြောပြရအောင် 要嘞， ဒီလိုဟာ Robinson ကကျွန်းပေါ်မှာ3နှစ်ကြာပြီးရဲ့နောက်သူ့ရဲ့စက်တူတွေကသူ့စီကိုမော်တော်ကောပြေးလာတယ်ဒီကျွန်းပေါ်မှာတဲ့အလွန်လှပတဲ့အမျိုးသမီးတစ်ယောက်ရောက်နေတယ်တဲ့အဲ့တော့ Robinson ကြီးကအရန်ပျော်သွားတယ်ပြီးတော့ဒီကျွန်းပေါ်ရောက်လာတာလေမျိုးသမီးဆိုတော့နေမစဉ်းစားကြည့်ဟာသူ့အတွက်ဘယ်လောက်တော့ဝမ်းသာသွားမလဲဆိုတာโอเคအဲ့တော့ Robinson ကြီးကနေပြီးတော့စက်တူရွေးကိုလမ်းပြပါလို့ပြောတယ်စက်တူရွေးနောက်ကနေပြီးလိုက်သွားတာပေါ့ဟိုလဲရောက်ရောဘာတွေ့လို့နေထင်လဲ 把对呀，干嘛你去找嘞？ မဟုတ်ဘူးစက်တူရွေးမှာ 你啥呀？ ဟုတ်တယ်လေနေမစဉ်းစားကြည့်လေစက်တူရွေးကသူ့စိတ်ထဲမှာစက်တူရွေးမှာပဲလှမှာပေါ့အဲ့တော့နေရလေနင်းနဲ့အမျိုးတူတဲ့ကောင်မလေးကိုပဲလှရလို့ထင်ပါပဲဟာ sorry ပဲနော်ငါစိတ်ဝင်စားဘူးငါဂိမ်းလောက်စိတ်ဝင်စားဘူးအခုနင်းပြော9မိနစ်လည်းကြာပြီငါပွားတော့မယ်နော်စိတ်မရှိဘူးနော်နောက်တစ်ခါလာခေါ်ကြည့်ဖက်နဲ့စာမိမယ်နော်တွေ့မယ်လှုပ်ထလိုက်မယ်လှုပ်ထလိုက်မယ်လှုပ်ထလိုက်မယ် အေးပါ多钱လဲ多ပါမလေးငါပြီးမှလိုက်ခဲ့မယ်ဟာရှင်နေသေးတယ် ပုံမြင်လေးမပြောနဲ့နော်ပုံမြင်လေးမပြောနဲ့ ပြောပါနေလေ sorry တယ်ဒီမှာနောက်ကျတယ်။ဒီနေ့နောက်ကျပါပြီလို့ကြာသွားပြီလားဆောပါ တိတ်မကြလေပါ ။လူရှိနေရလား ဟော
ငါတကယ်ချင်းဟာပြန်သွားပြီ စော်လေးလား ဟာမဟုတ်ပါဘူးအထီးပါ ဟမ်နင်မအချင်းရှိတယ် ဟောအထီးဆိုတာဟိုရွေးတငယ်ချင်းမှာဟာငါလည်းတင်ပေါင်းတာစနေလောက်ရှိတယ်ဟိုဒါနဲ့နင်ကဘာပြောမှချင်း အော်ငါမှပြောမလို့မဟုတ်ဘူးဒီနေ့နင်နဲ့ငါနဲ့တူတူ shopping ဆက်ကြမယ်ပြီးရွှေရှင်သားကြည့်မယ်အဲ့တော့နင်ကအဖေါ်ခေါ်တာ ဟိုအဲ့လိုအစီအစဉ်တွေရှိရတာဟိုအဲ့ဒါဆိုရင်တော့ဒီနေ့ကမဖြစ်နိုင်တော့ဘူးနဲ့တူတယ် ဘာဖြစ်လို့လဲ ခုနကငါတကယ်ချင်းလေသူကဂိမ်းဆိုင်မှာစောင့်နေမှာငါလည်းအဲ့လိုက်လာမယ်ငါပြောထားမိတယ်ဟိုဒီလိုလောက်ပါလားငါတို့နောက်တစ်ခါထပ်ဆိုင်ကြပါလေ ပြီးရော ဟဲ့ခုစားပါလားငါဘာမှပေးရမယ် တော့ပါပြီမိစိတ်ကဟိုရောက်နေတဲ့ဟာငါစားနဲ့စိတ်ဖြောင်းမှာမဟုတ်ဘူးကဲလာနင်ကတခါခင်းဆိုင်လိုက်ဖို့ပြီးခဲ့ဒီကနောက်ထပ်အချိန်ပေးရမယ် အေးပါဟုတ်ကဲ့လာပန်းရပါ ဟုတ်တယ်ပြောပါအားပြောတယ် လာလေပန်းရဒါချိန်လေးဝယ် နင်ပြောတဲ့ထောင်ကသိရနော်ပြောတယ် ငါရှားရမှာတီးတယ်ညာဟဲ့စကန်တော့ Hey you! Coffee tao bảo. ဘာလို့ဝင်လာလဲ Ê ê. နည်းနည်းတူနေတာတူနေချင်လား Ê đi. Má mà tiền rồi, lấy nó ra đây dùng bảo. လေးလေးတွေကမြေနဲ့ပေါ်ရှော့ရိုက်တယ်လို့နည်းနည်းတူနေတင်နေချင်းဆိုရင်ငါသိစပ်ပြီပါလား 你那没那新闻操作。 ဒါပြောတာလေနင်ပြောတဲ့ပုံစံငါယောက်ျားလေးကိုစိတ်ဝင်စားနေတယ်ဟမ် 哪里没标？ မပြောစတဲ့ကအေးအရလာရဒီတကယ်ကြီးဆိုငါ့ကိုဆက်ပြပါဟာနည်းနည်းငါလေးကအချက်ဆုံးတကယ်ချင်းနေလေပြီးတော့ငါမရှိလဲဒီမဖြစ်တယ်လို့နင်မရှိလဲငါမဖြစ်ဘူးပြီးတော့ဒီကိစ္စကလည်းပူကျွမ်းတယ်ပြောတယ်လေဒီလေအဲ့ဒီကတော့အခုတည်ကြတယ်အားလေးနော်နော်နော် 老你干啥？看。嘿，你这边要没？ ကျွန်တော်လည်းမေးပါမှာခင်ဗျာ 对啊。 ဒီစံဒီမှာ တွေ့ရပါလားခင်ဗျာ 变了。 မဟုတ်လေလူရှိလို့ဖြစ် 啥吧？ နာမည်ကတန်တော်ဘူး ဟုတ်တယ်ဟိုနာမည်ရတော့တန်တာပဲဒါပေမဲ့ तू ကအာလူဖုတ်တဲ့လုံးလုံးသူ့လူလို့ခေါ်တာအာလူလို့လူရှိခေါ်ရင်မကောင်းလေအာလူဆိုတာသိတဲ့အတိုင်းပဲဒါပဲဒါပေမဲ့ရှူးစံနေရလဲနာမည်နဲ့လူနဲ့လိုက်တယ်နော် ယူကဘာဖြစ်နေလို့လဲ ဘာမှမဖြစ်ပါဘူးရှူးစံနေဆိုတဲ့နာမည်ကလှတယ်ပေါ့နော်ဒီကလည်းလှတယ် 嘿，你妈摸的。 ကော်ဖီလေး 对呗，要不咱们自己打吧。你把人不搞哩，后来来分下来，咱们咋才没分下来？我包推打不？都往那把东啊，肯说了哩。你把人盘嘛等啥都没给说他。 ဒီအာလူနင်တောင်းမဖုတ်နော်တောင်းလာရင်မကောင်းဘူးနော်လို့ငါပြောပြပြီးတော့ပါကျွန်တော်ကဟိုဂိမ်းဆော့ကြည့်လို့ဆော့တာမဟုတ်ဘူးဗျာကျွန်တော်ဘာလို့ဂိမ်းဆော့တာလဲဆိုတော့ကျွန်တော်တစ်ချိန်ကျရင်ဂိမ်းနဲ့ပတ်သက်ပြီးဂိမ်းဆော့ဝယ်လေးကြောင်းကိုကျွန်တော်ရေးပါဟုတ်အဲ့အတွက်ကျွန်တော်ရေးနေတာ 看个包，你爱变马屁，我往那边。 အဲ့လိုပဲဟိုကျွန်တော်ဆိုရင်အမြင်နဲ့ဂျင်းဝင်တာ ယူကတော့တောင်းကြီးရပါဟိုဖေမေတွေကတော့ခုတောင်းကြီးမှာပဲယူကဒီမှာအတော်နဲ့လာနေရတင်နန်းနေလည်းတဲ့ရင်ပေါ့ဒီမိသားတော့ကြောက်ပြီးသွားပြီ 对，那个3公里后，人家的， တော့တောင်းမဲ့ကောင်းတယ်နော်အာလူခွက်လေအာလူ အော်တော့ပါတော့တနာတကယ်ညညောင်ကြည့်ရအရင်ပြောဖို့ကောင်းတယ်နော်ယူဆိုနေတယောက်တည်းပြင်းနေတာအိမ်မှာအတော်ကလည်းလူကြီးဆိုတော့တနေကုန်နေလို့စကားတစ်ခါပြောပြချင်မှတော့ပြောဖြစ်တာ အဲ့ဒါဆိုအိမ်လာခဲ့ပါလား ရှင် မဟုတ်လေဟိုအိမ်မာနေရင်းနဲ့တဲ့ဟိုဂိမ်းဆော့ရအောင်လို့အဲ့လို၃ယောက်တူတူဂိမ်းဆော့မယ်ဆိုအရင်ပြောဖို့ကောင်းပါလေအဲ့ဒါမျိုး
ဘာဖြစ်တာလဲ ခွေးကြိုက် ဟာဒီညငါ့လေလားနောက်ထပ်လည်းလာအောင်ဟိုဟဲ့ ဟိုမင်းမောင်ကလေငါ့ကိုငုံစားလုံးနေတယ်ဟာ ဘာအောင်လုံးမစားလို့တာ သူကမင်းကိုမရတော့ရင်ပဲသေရောမြင်လို့ဖြစ်နေတာဟာ သူကတကယ်အဲ့လိုဖြစ်တယ်ဗော ဟုတ်တာပေါ့ သူကအရင်တော့အောင်တခြားကောင်မလေးတွေကိုစိတ်ဝင်စားရတာမရှိဘူး အဲ့လိုမျိုးတော့မရှိပါဘူးဟာသူကနင့်အောင်ကျမတသက်မမဖြစ်နေတာဟိုအဲ့ဒါနင့်ဘက်ကလွေတော်ရတယ် ဟိုသူ့ဘာသာတယောက်တည်းကြိတ်ခံစားနေအောင်ငါဘာလုပ်ပြရမှာလဲ ။အော်အဲ့ဆိုရင်သူ့ဘက်ကဖွင့်ပြောလာမယ်ဆိုရင်နင်ဘက်ကစဉ်းစားပြီးတော့ပေါ့ ပြောလာမှာကိုစဉ်းစားကြတာ ။ Okay အဲ့ဆိုရင်နောက်မနေ့ပြန်နေတင်နေမင်းမအောင်ခေါ်ခဲ့ 你要的，你要不二的，你给他妈的就弄了。 ညာတကယ်ကိုချင်းမစားတတ်တဲ့လူပဲအေးလေးနေဘယ်ကိုချင်းစားတတ်မလဲနှုတ်ကြိုက်မဲ့လူမှမရှိတာ 今天就烧完了， ဟေးရတယ်အဲ့ကျေးဇူးကြီးမေ့ပါလေ sorry အဲ့ငါ့ရှူစိတ်ဝင်စားတကယ် 加进去。ဒါနဲ့ပါဆိုရင်နင်ကအဲ့ဒါမေးက999ချိန်ရှိသွားပြီ။နင်က Facebook မှာ blog လိုက်မှာပေါ့ โอ้ยအဲ့တော့မလုံးနဲ့လေတက်ထောင်မပြီးသေးဘူးအဲ့ဒါငါจะလိမ့်ပါပါလေ ။ရှောင်းရှင်းအောင်မလာနေဘူး။ စောင့်နေကြကြတယ် အော်မကြသေးပါဘူးပဲ ကြပြီ ဩမကြသေးပါဘူး ။ငါအမှန်ပြောရဆိုအားနေကြနေလိမ့်ကျင် ဘယ်ပါတော့ပါတော့ခုနေအောင်လုံးစောင့်နေရကြတဲ့အတွက်ငုံလိုက်ကြည့်မယ် ။ဟာအဲ့ဒီစင်ကောင်းလေ။အဲ့မှာခါလေးငါပေါ်တယ် ဟေးနင်ကအစားတော့စားရမယ်ဆိုလေနင်မျက်နှာဥစွတ်ဖိနေတိုင်းပဲ ။ဟာဘယ်ဖြစ်လို့ ငါတို့အိမ်နာချက်သမားလေအသားမဲမဲအရှက်ပူနေကိုကအဲ့ဖီးကိုပြောင်းလို့အကျော်တောင်ပြက်နင်မျက်နှာကြီးဖိတ်သွားဘူးလား ။ဖင်းဝဲသားနဲ့လာပြီ။ခုကပေါ့ပါမယ်။ရိုင်းနဲ့ ဟာငါအိမ်ကိုသွားစမြင့်တက်မဲ့ကတွေ့မယ်တွေ့မယ် အဲ့တော့ပြောအောင်ဟောဒီလိုနဲ့တော့တကယ်ရမ်းမြုံမှုကောင်းပါလေ ဒါဆိုရင်ကိုရိုးနဲ့တစ်သက်လုံးလူနေသွားပါလားအရင်တည်းကိုကောက်ပါပါ ။ဟာတော့။အော်မသိရင်သမင်ရှောင်းခိုင်းနေတဲ့အတိုင်းပဲ မဟုတ်ပါဘူးငါနဲ့မှပျောစိတ်ကန့်နေလို့ ။လိုက်တာ ပျောစိတ်ကန့်နေလို့အာချင်း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  ။ဘာဖြစ်နေလဲ အာဟုတ်လေနေဟိုနေကြီးတော်ရစေးသွားပို့ပေးပါမလားဟုတ်တယ်လေ ။ဟုတ်သားပဲ ဟုတ်လား 啊，到了，到了，到了。 လိုက်ဖို့ပြင်မယ်လေ 啊，来不为啥不？来不为啥不？我都知道啊，顶下里的要不要？先小段7 minutes 呗，有来不为嘛？我等来老家呢，来改不得嘞，改这个。到了。 ။အေးပါ။အဲ့ဆိုလေငါမြန်သွားလိုက်တော့ 哎，到，我讲你知道这股票你我没办了嘛？ ပြီပါလေ။သွားပြီနော် 哎， အော်ဟဲ့ဒီပြန်အောင်မှမလားငါလည်းစောင့်နေမယ်နော် ။အေးသွားပြီ 哎呦，讲到咱们， စောင့်နေမှာနော် 听嘛吧。啊，哟，哇哦，
တင်တန်းပြီးသွားရင်ဘာလို့ကိုစဉ်းစားထားလဲ ကျစင်သားကတော့ဒုက္ကုံနေတယ်တခုဖြစ်နေတာ တို့ရွက်ပါဦးတို့ပါ ဟာခီးသွားလုံအောင်ပြောတာလေလေးလက်မှတ်တွေစီစဉ်ပေးရတယ်ခီးစဉ်လမ်းကြောင်းတွေဆွဲပေးရတယ်အဲ့ဒါလေးတွေလုပ် ဒီပါလေကွာစားအဲ့ယူအိမ်တော်ပြီးဖို့ရောမစဉ်းစားဘူးလား စဉ်းစားနေပါ မစဉ်းစားသေးဆိုတော့ယူကချစ်တဲ့သူမတွေ့သေးလို့ပေါ့နော် ဖြစ်နိုင်ပါတယ်ဟုတ်တယ် ဝေါပြောလို့ ယူနှစ်ဖူးစာရော်လဲတယ်ဆိုတာကိုညောက်ကိုပြောနေတူတယ်နော် ဘာဖြစ်လို့ ဟုတ်တယ်လေယူရဲ့ကိုကမိုးကုတ်မှာနေတယ်ယူကတောင်ကြီးမှာနေတယ်ပြီးတော့ရန်ကုန်မှာစုံပြီးတော့ချစ်သူတွေဖြစ်တယ် ဟုတ်တယ်နော်သူလဲလေမိုးကုတ်သားတယောက်နဲ့ချစ်သူဖြစ်မယ်ဘယ်တော့မှမတွေ့ဘူး အဲ့ဒါပြောတာဘောယူရဲ့အချစ်ကစမ်းကြယ်တယ်လို့ယူခိုင်းတယ် ဟာပြိုင်ပြတယ်။နေနော်ကြည့် စပါးဆန်းပါ ပြည့်တယ်မလား။ပြိုင်နေတာဟာကြည့်ကြည့်ပါ好耶，妈妈，ယူပြည့်လား။လာလာရပြီက။မကြည့်ကြည့်ပါလေ။ ဘာလို့ဒီလိုကြည့်နေလဲကြည့်နေပါဘာလို့လာပြီနော်လာပြီနော်မကျန်တော့ခင်ဗျားလေးတောက်မယ် ခင်ဗျာလူလူတွေ 你这行我们上上上。 ရနေတာရယူကောင်းလားကောင်းတယ်မလား 高嘛高？ ဟုတ်လား你还得你那到家呢？那我那我的一个里表嘛，二个嘛。不老板呢？奶奶没呢？到位的，到位的，米哈没？边的脚这边有。你到哪里？我那个，你把到哪里？我爷爷今天，哎呀，见面没来的？你没爷了，你没爷了，你没见面没来的？你要了，你那哪边老板那没要了？没得没了，没得没了。我只有这哈的，阿鲁嘛。 ကျွန်တော်တို့တကယ်ပြောအရင်ချစ်ကြတာနော် ချစ်တာလည်းမပြောနဲ့လေခုနကခုတည်းကတငယ်ချင်းတက်တဲ့10နှစ်တောင်ရှိဒါကလာချစ်ကိုမချစ်ပိတ်တာပါအာမင်းမရလေမတော်လို့ဟာလားတော်လို့
ဆိုးပါ မြတ်တော့ဝေးချောလို့ပြောညနေခင်းချင်းသွားစောနော် ဆော့လေဆော့မှာအမြတ်တန်းလား ဘယ် ဒါလေးလားအော်ကောင်းတယ် မြောင်းမို့ချင်းသွားဝမ်းတော့တာငါတမင်တော့ချီတက်နေလို့ချီတက်နေလို့စမင်းတော့တက်နေတာဟေးနေခဏမကြည့် ဟုတ်ချင်မှာရဲ့ဘာမှမသိတော့ဟဲ့ငါချင်းတဲ့ခဏတော့ကြည့်လိုက်မယ်နော် အမိုးလေးငါလည်းရမယ်လေယူဒီဇိုင်းမှာကြောင်းဝယ်စီကိုဂျင်းဆိုင်ခဏလိုက်ပါတော့မယ်နော်ရစမယ်နော် ရုပ်ပါโอเคရပြီ ဆိုနော်ဟဲ့ဘလို့လဲဟာဘလို့လဲဒီ သူရဲနဲ့သူပြောတာပေါ့ပါတယ် ကာမီးတော့ဖြစ်သွားတာ မလေးမကာကွယ်လည်းလို့မသူမှမကြိုက် နောက်မှတော့အချုံမပါဘူးရှင်းလေးမှာပဲမလိုက်ပါနဲ့ရိုင်းပါနော်ရကြပါတေးလိုက်ဟော ဟုတ်ကဲ့ ဆရာကြီးပြောတဲ့အတိုင်းပဲလှုပ်ဆမ်းပါ အေးပါဟာလူနေပါဦးတော့လေဟာမမြင်ရတော့ဘူးနော် အေးဆရာကြီးပြောတဲ့လှုပ်လေငါဆရာကြီးလမ်းညွှန်နေတယ် ဟောဒုက္ခပါဗျာဟာတက် ဖောက်ထဲဝင်တော့မယ်မရှိရ မလုံးပါနဲ့ဟာနေစမောတော့မမြင်ရဘူးနော်လူ Happy birthday to Welcome Thank you 哦妈呢你 Happy birthday Lulu Welcome Okay ဒီကတရားကိုနေပြည့်သွားပြီဆိုတော့ Sunshine ခန့်တယ် Forever 18ဟာတော့အမြဲတမ်းဆက်ရှင်နေပဲလေမင်းတို့တက်တက်နေ ညိုနေရင်နော်အသေးကိုလေးနဲ့ခုနဲ့ ဒီအပြောင်လုံးအဲ့ကောင်လေပန်းအောင်လုံးကဟောဒါပထမဆုံးအဲ့တဲ့ပါနော်ဒီနေ့တွေတော့ဆိုတော့နှစ်ကောင်လေ တို့ရဲကကောင်းလာပဲနော်တို့နေ့လိုပဲနဲ့တည်းရှိတယ်ဟုတ်မမဆက်ပြည့်နေရရှိရဝင်နေတော့ခုမနေကြနော် လုပ်ပြီပါဘောယူရဲ့ဒီချီတော့လုပ်ပြီးနေရသေးရဲ့ကိုချစ်သူကိုတော့လုပ်ပြီးရအောင်ဟုတ်လား ဟာနော် ဒီလိုပေါ့ကဲအဲ့ဆိုရင်မွေးဝယ်လေးစားရအောင်နော်ကဲဆိုမယ် Happy birthday to you Happy birthday to you Happy birthday dear Happy birthday to you ကဲစ
တောင်းတော့ ဘာနဲ့မှလဲနော်နေစားတဲ့ရှုပ်နေပို့ခိုင်းတာလေနေရှုံးပါလားနေတိုင်းတာမဟုတ်ဘူး နိုင်တော့ပဲလေညနေလာကျင်တာ ဟာအဲ့တော့ငါကလည်းစီငါပို့ခိုင်းမယ်လေငါပြန်ကတ်ပါကတ်မလားလာပြန်ချောင်း ဘာလို့ပြန်မလဲဆိုရှင်နင်ရောကောင်းရဲ့လား ကောင်းပါတယ်ဒီရဲ့ဘာဖြစ်လို့လဲ ။အော်မနေ့ကသမီးပြန်လာတော့ကမျက်နှာလည်းမကောင်းပြီးတော့အခန်းထဲကိုတစ်ခါတည်းဝင်သွားတာဆိုတော့တိတိကမမေးလိုက်ရလို့သမီးရဲ့ မနေ့ကပြန်လာတော့ခေါင်းထဲနဲ့ကြိုက်နေရတယ်စောစောဝင်လာလိုက်တာအခုတော့ကောင်းသွားပါပြီ ။အော်အေး။အော်ဟိုမနေ့ကတော့မမဖုန်းဆက်လာတယ်။သမီးလေးဖုန်းကိုဆက်တာတဲ့ဆက်လို့မရလို့တဲ့ မမေကဘာပြောမလို့လဲ ။အော်ဟိုတောင်ကြီးကမောင်ဆိုင်နန္ဒာဆိုတဲ့ကောင်လေးကဒီတို့ယူလာလဲမဲတဲ့။အဲ့ဒါသမီးလေးကိုလေးလာခိုင်းပါတဲ့ လေလားအဲ့ဒီဆိုင်နေတာဘာဖြစ်လဲ ။အော်ဟိုတီတို့နဲ့လေငငယ်တော့ကတောင်ကြီးမှာ2အိမ်ကျော်မှာနေသွားတာ။ဒါပေမဲ့သူငငယ်လေးကပြောင်းသွားတာ ပြန်လေငယ်နဲ့ပြောင်းသွားဆိုတော့တမီးကဘယ်လိုလုပ်မှတ်မရဘူးလေဟိုဘာလဲသူကခုတောင်ကြီးတယ်အောင်နေလို့လား ။ဟုတ်တယ်။နိုင်ငံခြားကနေကိုတောင်ကြီးကိုပြန်ရောက်ပြီးတော့ကုမ္ပဏီပိုင်းရောင်းဖွင့်ထားတာတဲ့သမီးရဲ့ အဲ့ဒါနဲ့တမီးကသူ့ကိုလေ့လာတာလေဘာဆိုင်လို့လဲ ။အော်ဒီလိုလေးသမီးရဲ့ဟိုသူနဲ့သမီးကိုသမီးရဲ့ဖေဖေရောမမေရောကသဘောတူတယ်တဲ့။အဲ့ဒါသမီးလေးသဘောကိုလေးလာပါတဲ့ ဟုတ်ဒီတမီးတင်နေတော့အချိန်နေနေပြီဟုတ်တကယ်လို့မေးလာရင်တမီးပြောပြီးသွားရင်လို့ပဲပြောလိုက်ပြီနော် ။အေးပါအေးပါသမီးလေးရဲ့။စီပြေတော့အေးကားပြေမောင်းသမီးလေး။ ဟုတ်
မမရောက်ဘူးအဲ့ဒါည Happy birthday ဘာလဲဘာလို့လောက်ကြလဲမသိဘူးဆင်းပါဆက်မရှိလား မဆက်ချင် ဆက်လိုက်လေ မဆက်တော့ပါ အာဘယ်ဟုတ်လဲငါတိုက်မယ်နားဟဲ့နင်လာသေးဘူးလားယူရည်ရောက်နေချက်တွေမြင်လာခဲ့နော်အေးစအောင်ဆောင်နေကြရှားနေပြီရဲ့ကားကြီးချက်နေလို့ရဲ့ နေနေပါလား မေ့အောင်မမေ့ပါဘူးအဲ့လိုပဲကားတွေကအခုငါလာအောင်မတော်ကြက်နေတာဟုတ်ကဲ့ရောက်ပြီပါ ဟိုမှာလာပြီမွေးနေရှင်လာပြီယူရောက်ပြီနည်းနည်းနောက်ကြပါနဲ့ဟိုလေဒီကိမကိုစောင့်နေတယ်နောက်ကြပါလားရဟဲ့တော့ဟဲ့တဲ့တဲ့တော့ယူဘာကြမ်းမမဒီကမွေးတော့လေဒီမှာ decoration လုပ်ပြီးဆိုတာ decoration လုပ်ပြီးတာလေကိုလုပ်ပြီးတာမဟုတ်ဘူးဟိုဒီဇိုင်ကသူ့အတွက်ကိုမွေးနေ့နှစ်တိုင်းချစ်ပါပေးနေရတယ်အဲ့ဒီကြမှာပဲသူ့အတွက်ဆိုပြီးတော့ဆင်ရလုပ်ပြီးတာနောက်နေ့ကျရင်ဟိုယူတဲ့သူတို့လုပ်ပြီးမှာပါအဲ့သူလုပ်ပြီးဆိုတော့ဘာလုပ်ပြီးမှာယူယူစိတ်မကောင်းဖြစ်နေနော်โอเคကိုပြီ ရှိလို့ပါအဲ့ရောက်နေပါလား ဟင်ရောက်နိုင်ဒုက္ခပါပဲဟာအရာလည်းဒီပတ်တိတ်မှာပါဆိုမှဖြောင်းလိုက်မပါရဒုက္ခခါလို့ကောင်းအော်ဟာဒီပါဒီ နေစေတော့ထားလိုက်ပါယူလဲချင်းလာရှိတော့နေ ဟိုယူဟိုလေဘာမလဲ စိတ်ပေါ်ဒီဘာမှမလဲ ဘာမလဲခဲ့လေ ဟုတ်တယ်ဘာပါလဲကွာဘာမျိုးတော့ သွားဘူးလားဟမ် ကားထွက်သွားပြီလားဖုန်းကတော့လေဖုန်းမတိုင်းစပ်တယ် နင်လည်းနင်ပဲယူရောက်တော့မနေမေ့စရာလား ဒါငါပြည်နေစီပဲဟိုကောင်လေးလေရဲစော်တို့ပဲသူတို့ငါ့ကိုစိန်ခေါ်တယ်သူတို့လည်းပါသွားတာဘာတော့မှဒီလိုပေါ့ ဘုံမကြတယ်ဟာလည်းငတ် ဟောနေရတမျိုးစိတ်ညရကြတယ်နေအောင် ဟိုမတ်ယူဆန်တယ် ဟုတ်ပါရဲ့ရှင့်ထိုင်ပါအောင် ကျင်းကျွန်တော်နာမည်ကဆိုင်းနာဟိုမတ်ယူဆန်ကြီးကျွန်တော်ရန်ကုန်လေးလုပ်ကိစ္စနဲ့ရောက်ရင်လည်းမတ်ယူဆန်ကြီးကိုလက်ဆောင်လေးပေးခြင်းလို့တမန်တော်လှည့်ဝင်လာတာပါ
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟိုရှင်နာမယ်ဆိုတော့အမေတို့ပုံစံထားတော့သိထားပြီးသားပါပြီကျွန်တော်ယူနဲ့နှစ်ယောက်တည်းစကားပြောလို့ရမှာမသိဘူးရပါတယ်ပြောပါကျွန်တော်စကားကိုကိုယ်ဝိုက်ပြီးလို့မပြောတတ်လို့ဗျကျွန်တော်နဲ့ယူနဲ့ကိုလူကြီးတွေစီစဉ်လာတဲ့ကိစ္စယူသိပြီလားမသိဘူးဟုတ်ကဲ့ယူသိထားပါတယ်အဲ့ကိစ္စကိုလူကြီးတွေစီစဉ်တိုင်းယူဘက်ကလက်ခံပေးဖို့မလိုပါဘူးကျွန်တော်ဘက်ကတော့ယူကိုစိတ်ဝင်စားပါတယ်ယူဘက်ကကျွန်တော်လက်ခံပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အရန်ဝမ်းသာလိမ့်မှာဗျဒါကျွန်တော်ရဲ့အလုပ် business ကလေးယူအနေနဲ့ကျွန်တော်နဲ့ပတ်သက်ပြီးတော့တခုမှပြောစရာရှိလို့ရှိရင်ကျွန်တော်စီကိုချိန်ပြဆက်သွယ်လိုက်ပါကျွန်တော်ယူဖုန်းကိုမျှော်နေတော့မယ်ကဲကျွန်မစဉ်းစားကြည့်လိုက်ပါမယ်ရောက်လာကြပြီလားကျွန်တော်မစားတော့အေးဖွဲ့ကိုကြည့်တယ်ဒီခဲအောင်ပြောဟုတ်တယ်ရွေးယူတွေ့ချင်တယ်ဆိုလို့ဖုန်းဆက်ပြီးခေါ်တော့ကိုလာခဲ့ရတာဟိုကောက်လည်းကိုဖုန်းဆက်ခေါ်ပြီးဒီအောင်တင်တန်းမှာတဲ့သူမကြခင်လာခဲ့နေစူးဆောင်နေပါတဲ့ကိုကျွန်တော်ရှင်နဲ့နေရာတဲ့အေးစစ်စကားပြောချင်တယ်ဖုန်းဆက်ချင်းလာဘာဖြစ်လို့သူ့ကခေါ်လာတာရွေးသူနဲ့ကိုတွေကငကိုတဲ့စိတ်တွေလေသူရှိမှပြောလဲဘာမှမဖြစ်ဘူးအေးစေးပဲအဲ့လိုဒါဆက်လုပ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်နှစ်ယောက်ကြားအချင်းကြီးအဲ့ယူလူကြောင့်ပို့ပြီးအေးဆက်သွားနိုင်တယ်နော်ကိုအဲ့လိုပဲလူလူနဲ့ဆက်ပြီးကောင်းနေတယ်ဒါမှမဟုတ်လူလူလက်တွဲဖြစ်ပြီးကျွန်တော်ရေးချင်ရွှေတငယ်ချင်းတဲ့ရှစ်သူတို့ရွေးပါလေချစ်သူပဲရွေးမှာပေါ့တေချာလို့တေချာစဉ်းစားမှဖြစ်ပါဘာမှစဉ်းစားကြမလို့ပြေးကြတယ်အခုမျိုးကရသူတို့သဘောတူတယ်သူပြောင်းလဲစီစဉ်နေတယ်ဆိုင်ငံတာတဲ့ရိုးရိုးကောင်းတယ်ရုပ်ချော်တယ်သဘောကောင်းတယ်ချမ်းသာတယ်ပညာတတ်အဲ့လိုမျိုးဆဆရရပြည်စုံရဲ့သူရင်းဆက်မှုဆိုလို့ရှိရင်ကိုယ့်ရဲ့ဒေတာထားဖို့ဒေတာစဉ်းစားမှပြောပါရှုပ်တကယ်ချစ်တယ်ဆိုဒေတာရဲ့ကိုယူတကယ်ချစ်တာနားပြေးကြတယ်ဒုက္ခပါပဲကွာလက်ဖြတ်ကြော်တော့မျိုးလုံးစီးပြီးကူးတာတဲ့ဟာ ကတော့လို့ဟဲ့ရောက်လာပြီဒုက္ခကွာမိုက်တယ်ကွာတော့ဒီဘက်ကရောက်လာနေရချက်ဒီယူမြနေတာဟဲ့ဟိုကားတိုက်လို့ဟာမင်းလည်းကမစားသေးတာပဲကျွန်တော်ပြန်တော့ဘာဖြစ်လို့လဲပြန်လို့လားဘာဒီနေ့လာခဲ့အိမ်ကသဘောတူထားတဲ့ကိစ္စညှင်းဆန်မှုအတွက်ရှင်နဲ့အရင်ကြီးဆွေးနွေးဖို့လာခဲ့တာခုရှင်ကရှစ်တငယ်ချင်းအဲ့လောက်ထိချစ်နေရဆိုလို့ရှိရင်လည်းရှင်သိချစ်တဲ့တငယ်ချင်းနဲ့ပဲတက်လုံးနေခဲ့လိုက်ရှင်မဟုတ်ပါဘူးဘာမှမကြားချင်တော့ယူဘာဘာဖြစ်နေကြတော့ဟမ်သူစိတ်ထဲမှာညာနဲ့ကိုသူ့ရဲ့ကိုစစ်တယ်လို့ပြောတာအဲ့တော့
ဒီမှာယူတင်နေလာခင်ဗျာ တန်းမလာဘူးမနေ့ကလည်းမလာဘူး နေပြမကောင်းလို့လား အဲ့တော့ညီမလည်းမသိဘူးဖုန်းဆက်ကြည့်ရဖုန်းလည်းမကင်ဘူး ကျွန်တော်လည်းဖုန်းဆက်တာမကဲလို့လာမိတာပါကျေးဇူးတင်ပါတယ်ခင်ဗျာ ဘယ်သူနဲ့တွေ့ချင်လို့လဲကွယ် ကျွန်တော်ယူနဲ့တွေ့ချင်တော့ပါခင်ဗျာ အော်ဟိုယူရဲ့တငယ်ချင်းလား ဟုတ်ပါတယ်ခင်ဗျာယူတင်တဲ့ဟိုမလာလို့နေများမကောင်းလားထင်ပြီးတော့လာမိတာပါ အော်ဟိုယူကတောင်းကြီးသွားတယ်ကွယ် ဗျာယူကတောင်ယူသွားတယ် ဟုတ်တယ်ဟိုသူ့တငယ်ချင်းတွေကဘယ်သူမှမပြောဘဲနဲ့ထွက်သွားတာ ယူကတောင်ယူသွားတယ်ဆိုအရေးကြီးကိစ္စမှရှိနေတော့လား အော်ဟိုယူကတောင်ကြီးမှာဆစ်ဆက်ဖို့သွားတာလေဟိုအန်တီကယူရဲ့တော့ပါအဲ့ကြောင့်ပြန်လိုက်သွားတော့မလို့အော်ဟိုယူနဲ့တွေ့ရောဘာပြောလိုက်ရအောင်လဲတာ ဘာမှမပြောပါနဲ့ဒီကျွန်တော်ခွင့်လို့ပါ အော်အေး နင်တို့ဒီရေတော့တောက်နေရတော့ ငါတောင်းဒီနေ့ဘူးပြားမှာပါ ငါနင်တို့ပြောနေရ ဘလို့လောကစကားအေးစေးပြောရှင်ခွာရတယ်နေငါ့ကိုပြောဘူးလေနေလုံးပလန်ချပြီးလုပ်တတ်တယ်ဘယ်နေငါ့ပလန်ချပြီးလုပ်လိုက်တာလဲ ဘာပလန်ချပြီးလုပ်လို့လဲ 你给我ယူ个哪里？ယူတဲ့ငါနဲ့ကွဲသွားအောင်ဒီပြန်ချပြီးတော့ရတာလေအခုယူလည်းမရှိတော့သူနဲ့စေးစက်မဲ့လူကိုယူတော့သူပြန်သွားပြီငါလည်းတဲ့ကွဲတယ်နင်ပြောတယ်နေကြည့်ရတယ်မလား နင်မလို့စိတ်ရှိပါမလားလို့တို့တော့နင်တော့ညားနေပြန်မတော့တောင်းနေတော့ ငါ့ကိုခိုင်လည်းတော့ငါပြောထားပြီ ညားနေပြီ ဟဲ့မလည်းပြော တောင်းတယ် အေးစိတ်နေပါလေဟမ်နှုတ်ကြည့်တော့ယောက်ျားလို့မိန်းမလို့ယောက်ျားလားဆိုလည်းမဟုတ်မိန်းမလားဆိုလည်းလည်းမဟုတ်ဒါဆိုရင်ပါလေဟမ်ဒါနဲ့တော့ပါလေနောင်ယောက်ကိုအသေးကွဲနိုင်တဲ့အတွက်နေပေါ့နင်တော့တယ်အခုယူရလည်းမရှိတော့ငါလည်းအသေးကွဲတယ်ငါပြီးတော့မပြောနဲ့ နင်မူးနေ ဟင်တော်လိုက်တော့ငါတို့ပြောတယ် ငါပြောနေ ဒီမစောက်ကိုပိတ်ထား ပြန်မယ်လားပြန်မယ်တော့နင်အရင်များနေလာထပ် ငါတော့ပြီးသေးလူဟိုယူလည်းမရှိတော့ငါလည်းအသေးကွဲတယ်နေပြောနေရမလားဟမ်နင်ငါ့ကိုကြိုက်ရင်ကြိုက်တယ်လေပြောစမ်းပါငါဘက်ကတို့ကြိုက်တယ်ဆိုရင်ကြိုက်တယ်လို့ပြောမှာပဲမကြိုက်ဘူးဆိုတော့မကြိုက်ဘူးလို့ပြောပါငါလုံးဝအာမနာတယ်ဟာလေငါ့ကိုကြိုက်တယ် ပြန်မယ်နင်ကပြောရစီနောက်နေ့မှဆက်ပြောလား တော့တော်တော့ငါပြောနေတယ်နော်ငါမလိုက်ဘူး နင်မလိုက် နင်မကြိုက်ရင်နင်လည်းလိုက်ဆိုလို့နင်လည်းထိကနာ သွားမယ်လားနင်မလိုက်တော့ တော်တော့ငါပြောနေမစက်ကိုပိတ်တာ နင်ကဒီတိုင်းမထားရနိုင်မှာအဲ့ဒီဘုတ်ပြောတာပြန်မယ်အဲ့ဒါပြေဘယ်တော့မှမတွေ့သေးအောင်ဟုတ်ပြီလား ပို့ပေးစရာမလိုပို့ပေးစရာမလိုတော့တာဒီနေ့ဆောင်လည်းငါတငယ်ချင်းစင်းရနေပြတ်သွားတယ်ညမိမတိုင်မှာတော့မှာနေကရုံမိမမဟုတ်အောက်တန်းစားမိမတလိမ့်တဲ့မိမဟေးနဲလို့မိမလို့လည်းတငယ်ချင်းတော်ငါ့မှာရှက်တယ်ယွန်းနေ
သွားရတော့ဘာပဲဟဲ့ဒီရောက်ရောက်ဒီအောက်တန်းသားမိန်းမကိုဆွဲထုတ်သွားစမ်းပါဒီကလေးငယ်ချင်းမိန်းမကိုဆွဲထုတ်သွားမင်းကသွားတော့ပြောနေ မင်းမောင်ရဲ့ဖြစ်ခဲ့သမျှအရာအလုံးတွေငါတောင်းမှပါတယ်နင်ငါ့ကိုမတွေ့ချင်ဘူးဆိုနောက်ဘယ်တော့မှမတွေ့ရပါဘူးတော်ကြီးဟေးလာပြီသားဟေး တော်ကြီးကျွန်တော်ညာတော်မူသွားလား မူတာဘောသားရဲ့ ပြီးတော့ကျွန်တော်ခံနေကိုဘယ်သူလိုက်ဖို့ပြရလဲ ဒီခန်းနဲ့ကိုလေတားကိုလူလူလာပို့တာတားကိုတို့ကြီးတစ်ခုလောက်မေးချင်တယ် ဖေးလေးတော့ လူလူနဲ့တားနဲ့ဘာဖြစ်လဲ ဘာဖြစ်လို့လဲ တားညာတော့လေငူးတော့လေလူလူကိုတစ်ချိန်လုံးဆဲနေတာ ဒါလူလူကိုတချင်လုံးစဲနေ ဟုတ်တယ်တစ်ချိန်လုံးဆဲနေတာ အဲ့တော့သူတော့ဘာပြောလဲ ဘာမှတော့မပြောတားကိုဒီမှာအခန်းထဲမှာထားပြီးတော့ငိုပြီးတော့သူပြန်သွားတာပဲ ဗျာလူလူကငိုပြီးတော့ပြန်သွားတယ် ဟုတ်တယ် တော်လေ ဟမ် ကျွန်တော်လူလူကိုပြောတော်တော်များဆိုသွားလိုက် အဲ့ဒါတော့မသိဘူးတော့ကြီးဆဲတာတော့တားတစ်ချိန်လုံးဆဲနေတာလူလူကိုမနာရမ်းပဲ လူလူဘာမှမပါသေးတယ် ဟမ်ဘာမှတော့မမှာပါဘူး သွားသွား တားအခုခေါင်းမှုနေတာဒွိုင်းပတ်လုပ်ပြရမယ် နေတော့မူသေးရဲ့ ဒါဆိုဒွိုင်းတမ်းမြေလေးဖြော်ခဲ့မယ်လေ ကျေးဇူးပဲတော်လေ လူလူမရှိဘူးလားမရှိလူလူပဲသွားလို့ ရှာတားထမယ်တကားဖွင့်ပါလားဟုတ်ကဲ့ ဟုတ်လေလူရှိလား လူလူဟာလေလူလူမေးချင်မှအကျွေးတွေထားခဲ့ပြန်ပြီလား အောင်မထားခဲ့ပါဘူးလေကျွန်တော်လူလူတွေ့ချင်အောင်တတ်ပါ လူလူကမရှိဘူးကွာလူလူကိုဟိုကဦးရမေးသိချင်မှလုပ်သွင်းပေးလိုက်အလုပ်ဝင်သွားပြီလေ ဒါဆိုလူကဘယ်မှာလုပ်နေရလဲအဲ့အလုပ်ကိစ္စလေးကျွန်တော်ပေးပါလား အခုက NGO အဖွဲ့အစည်းတွေဆိုတော့ဘယ်နေရာပါဆိုတော့အတိအကျပြောလို့မရဘူးဒါပေမဲ့ဦးသတင်းတက်ကြားတာတော့မော်လမြိုင်ကျွန်းပဲရောက်နေလို့ကြားတယ်ကွာ ဒါဆိုနေပဲပေါ့ တဲ့ဟုတ်တယ်မြန်မာဟုတ်တယ် ကျွန်တော်ခွင့်ပြုပါ အေးဟုတ်ပြီနော်သူတို့တကားဖွင့်တကားဖွင့်တကားဖွင့်
နေဘာဖြစ်လို့အလဲကနေမခွဲရလဲ အလေကပြောလို့ရှိရင်ဒီတယ်လီနုံကြီးကွဲသွားမှာပေါ့ဟာ နေမလည်းအတင်းလုံးတော့ရှိတာနော်ရှိရှိဟုတ်ကဲ့ကျွန်တော်တတိနဲ့တွေ့ဖို့အတွက်အပေါ်မဲ့ယူထားပေးပါမယ်ဟုတ်ကဲ့ခင်ဗျာကျေးဇူးပါပဲဗျာဟုတ်ပါ လက်မှတ်လေးထိုး အခုကိုကြည့်ရမယ်အရန်ပင်ပန်းနေတယ်လို့ပဲနော် ရှားတယ်မပေးမမ နီလာကိုဘာခိုင်းကြရှိလဲ ခိုင်းတာမရှိပါဘူးခိုင်းတာရှင်ခေါ်လိုက်မယ် ဟိုအကိုခိုင်းနေရှိရင်နီလာကိုခိုင်းတော့နီလာအကုန်လုံးလုပ်ပေးမယ် ဟုတ်ကဲ့ပါဘာရလုံးလဲပြီးပြီ တော့တော့ ဒီတော့ပါ ဖြူဖြူ ဟုတ်ခေါ်လာပြီ ဟာအဲ့ဒီမှာရေးထားတယ် တုံးရတယ် တေရှာကြည့်โอเคကြည့်ပါဟာလည်းတော့လှမ်းတယ် အခါလေးအဲ့ဒါလေးအကောက်ကလေးပြောက်သွားလို့ကိုကြီး ဟိုကိုးရိုက်တာအကောက်ကလေးပြောက်သွားတာနဲ့တုံညလို့ပြောလိုက်တာဖြူဖြူဒါငွေကြီးကိစ္စနော်နည်းနည်းမှလွယ်လို့မရအောင်အဲကိုလေးတုံညနဲ့လွယ်လိုက်တာနဲ့အောက်ကတူတယ်ဘယ်တော့ပွားပါလို့ဆိုရင်စဉ်းစားနေတာဟမ်မစဉ်းစားဘူးလုံနေတယ်နော်ပြောလိုက်လေဟိုတနာကမနဲ့နောက်တော့ပြင်ကအမ်ဘီနဲ့တိုင်ပါနော် ကိုဟာလည်းတခါတလူလူဖြစ်တာ အေးလို့နောက်တစ်ခါပြန်ငါတို့စုံမနေတာပြောပြနေတာတော်တော် ဒုက္ခဆရာဘယ်လိုလုပ်ခံရလဲတော့ရှိခံရဘာဖြစ်လဲ အော်မဟုတ်ပါဘူးငါလေးဒီမှာတက်ကြီးမှုတို့ကြောင့်ဖွင့်ကောင်းတာလို့စဉ်းစားတယ် အားလုံးလို့လေ အော်ဟိုခလန်းတွေပါရေးပြအောင်သင်ပေးဖို့လေဟာ နင်ကလည်းခဏရေးရမဟုတ်ပါဘူးဟာဆွေးရပါ နင်ကဘာခလန်းကိုပြောလဲ နင်မကဒီကနေ့မဟုတ်လား နင်လည်းကြဖယ်စမ်းပါငါပြောတာခနန်းတိတ်ချာကိုပြောတာဟဲ့အခုအရွယ်ဒီလေခနန်းတော်မှာတိတ်ချာပြည့်တယ်လို့ရှိနေတယ် ဟဲ့လူဆိုတာဘယ်သူမှငါနဲ့ကင်းတာမဟုတ်ဘူးကို့အရင်ချင်းရှင်တို့ကကတ်ဆရာမလို့ထဲကိုကတ်လိုက်မန်နေဂျာကိုကတ်လိုက် နင်ဘလို့ပြောလဲ တို့ပြောလဲဆိုတော့ကို့ကိုသိမှာပေါ့ လူဘာလို့မွားလဲနော် ဟဲ့တော်တော့ညညောက်တော်တော့အခုမင်းကတော့တက်လိုက်မယ်နော် ဟဲ့မတိုက်မတိုက်မတိုက်ဘာလို့လဲဒီတိုင်းပဲစနေကြ အောက်ကနေညညောက်ရင်ပြည့်နေညညောက်ကြမှာငါလာနေမှာဟုတ်လား စေးသားလေဆူတောင်းလိုက် ဟဲ့မေဘာလို့လဲ ညငါဖိုက်လာပြရတယ် ပေးသူကတော့ဆရာဆေးတွေကျွန်တော်ခံပါတယ် ဟောတနေ့မောင်းမောင်းတင်မို့ကိစ္စရောစီစဉ်ပြီးသွားပြီ ဟုတ်ကဲ့ဆရာကျွန်တော်အားလုံးစီစဉ်ပြီးသွားပါပြီဆရာဦးကြီးမရဆရာနဲ့တွေ့ဖို့အပိုင်းမဲ့ယူထားတယ်ကျွန်တော်ဘယ်နေ့ချိန်ပြရမလဲမသိဘူး အေးအဲ့ဒါဆိုရင်ဗိုလ်တော်ဦးနေ့မနေ့7နိုင်ချိန်လိုက်ပါ ဆရာဗုဒ္ဓဘုရားဆရာဂျပန်အဖွဲ့နဲ့တွေ့ဖို့ရှင်းထားတယ်လေ ဟာဟုတ်သားပဲကွာဆရာမိတ်လိုက်တာဒါဆိုဂျာလာဘီနေ့ဆိုနော် ကြာလာပြီနေ့ဆိုရင်တော့
ဘာမှအပွားမဲ့တော့မယူထားသေးပါဘူးရတယ်ဆရာအဲ့ဒီချိန်ပေးလိုက်အောင် အေးဟုတ်ပြီဒီကွာဆရာလည်းမောင်မမောင်ပဲအားကိုးနေရတာမင်းကတည်ငြိမ်နေလုံလဲကြိုးစားဒါကြောင့်မို့လဲမန်နေဂျာတို့ရာလို့စောစီရတာကွာ အဲ့ဒါလည်းဆရာနှောက်စားလို့ပါဆရာရဲ့ ဒီလိုလည်းပဲဟုတ်ပါမလားကွာမင်းကိုယ်တိုင်မထူးချွန်မနဲ့မတော်ဘဲနဲ့ဆရာနှောက်စောလို့ဘယ်ရပါလဲနှုတ်ကိုယ်တိုင်တော်လို့မလို့ဒီနေရာမျိုးကိုရ ကျေးဇူးပါဆရာ ဟောဒါနဲ့မင်းရောဒီလိုပဲနေတော့မှာ ဗျာ ဟောအိမ်တော်လေးပါလေမပြည့်တော့ဘူးလားလို့ဆရာမေးတာပါကွာ ခုချိန်တော့ကျွန်တော်စိတ်ဝင်စားမယ့်ကောင်မလေးမျိုးတွေ့သေးပါဆရာ ဟောအေးမင်းသာစိတ်ဝင်စားတာအေးဒီကုမ္ပဏီတော့မင်းအောင်စတာပဲ ဆရာဆရာခိုင်းစားမရှိကျွန်တော်သွားတော့မယ် ဟောအေးဟုတ်ပြီဟုတ်ပြီ ကျေးဇူးပါဆရာ တနာဟင်ငါတို့ဒီနေ့ရုံမရဲမှာလေမူဆောင်မဝတ်စင်လာတယ်အဲ့လိုက်ခဲ့ပါလား ဝေးဆောင်သွားမလို့ငါလိုက်တော့ပါဘူး ဘလို့ဖြစ်ရလဲဟဲ့နင်ကလေမိနစ်ကပြောနေဒီနေ့လိုက်မယ်ဆို ဟိုငါအခုမှတရားပြန်စဉ်းစားမိတာငါရန်ကုန်မပြန်တာ3နှစ်လောက်ရှိပြီဆိုတော့ဒီနေ့ငါရန်ကုန်ပြန်ကောင်းမှာ အော်ရုံကဘေးချင်းမြန်မြန်ရရလေဟာလာလိုက်ခဲ့ မဟုတ်ဘူးဟာငါမွေးနေ့မှာလဲငါဖျားလေးပါလေးသွားမလား ပသိမ်မှာလည်းဖျားရှိပါတယ်ဟဲ့နင်ကလည်း ဒီနေ့တော့ရန်ကုန်ပြန်မဖြစ်မှာ sorry ပါဟာနော် ပြီးရောအမနောက်နေ့လည်းပြန်လိုက်ရမယ်နော် အေးပါ အေးပါနေနောက်နေ့ကျရင်ဘလို့စင်ကြီးထပ်ပေးမယ်ဆိုငါစောင်းကြည့်အောင်ပါဗျာ ပေးပါဦးလိုက်ပါမယ်ည နင်ဆောင်ပြန်သေးလားဟဲ့ ငါဒီမှာခဏနေလိုက် မခေါ်နေနဲ့ तू ကရီးစားကိုလွမ်းနေတာဒီမှာလာပြီးတော့မယ် ရှုပ်ပြောနေမင်းမနင်ဘယ်ရောက်နေလဲဟာနင်ကငါရေးစားမဟုတ်ပဲမယ်ငါနဲ့ကဘာလို့အမြဲတမ်းရနေရလဲ ဒီမှာလေရစမ်းလောက်ထားတယ်အကိုတော့မရောက်သေးဘူးထင်တယ် ဟုတ်တော့ထားလိုက်ပါ ညီမမတွေ့တော့ကြာပြီနော် ခီးသားနေတာဒီမှာဝင်းနေပွဲရှိတာ ဟုတ်ကဲ့ခင်ဗျာကိုမင်းမောင်စီစဉ်တာလေ ဆရာကျွန်တော်ဝိုင်းစီစဉ်နေ အေးနည်းနည်းစောသေးတယ်ခဏနေငါပြောပဲလေနော်တေချာစီစဉ်ထားတယ်မလား စဉ်းစားဆရာ โอเคဒီယူမြနေတာလေဟိုကားတိုက်လို့လုပ်မယ် မင်းကတော့တော့ကဲမလားငါသိနာပဲလေဘာလဲ
မောင်ကိုမောင်အချစ်တယ်ဆန်းထဲမှာဆောက် ကိုချစ်သူဘယ်ကိုချစ်သူလဲလူကြီး ကိုမောင်မင်းလည်းလုပ်ပြီးမှချစ်တယ်ဆောက်နေတယ်တွားလိုက်တော့လေကိုကဆူဆူနေ လူပြောရင်ကိုတခုမှနားမလဲဘူးတော့ ကိုမင်းမောင်ရဲ့ကိုမင်းမောင်ရဲ့ idea နဲ့ပြင်ဆင်ထားတဲ့မွေးနေ့ပွဲကိုလည်းပုံမှန်တွေ့ခဲ့ပြီပြီးတော့ကိုပုံလာသေးလို့ဆိုပြီးစောင့်နေတဲ့မိန်းကလေးကြောင့်တွေ့ပြီ လူတခုခုတော့မှားနေပြီတဲ့တူတယ်အဲ့ဒီမွေးနေ့ပွဲကိုပြင်ဆင်ခိုင်းတာတော့အမှန်ပဲဒါပေမဲ့ကို့စောင့်နေတဲ့မိန်းကလေးကဘာလို့လဲဆိုတော့ကိုမသိဘူးလူအဲ့ဒီမွေးနေ့ပွဲဟာအတူတူပြင်ဆင်ထားတာလေလို့လူထင်တယ်လူတော့ လူလာမယ်မလာဘူးဆိုတာကိုကြိုသိပဲလေလူကမွေးနေ့ပြင်ဆင်ထားတယ်ဆိုတဲ့စကားညောင်းတော့ကောင်းပါလေ လူကိုတကယ်ပြောနေတာကိုတဲ့စနေတာလူရဲ့မွေးနေ့ရောက်ပြီဆိုရင်ကိုဒီဆိုင်ရဲမှာလူတို့အမြဲတမ်းပြင်ဆင်ထားတာလူမရှိမဲနဲ့အဲ့ဒီမွေးနေ့ပွဲကိုတယောက်တည်းကျင်းပခဲ့တာ3နှစ်တောင်ရှိပြီလူရဲ့ 你这个表啊？ တကယ်ပေါ်လူရဲ့လူမလာမချင်းလူရဲ့မွေးနေ့ပွဲကိုနေစတဲ့တိုင်ကျင်းပဖို့ကိုစိုးပြထားပြီးသားပါဟာဒီတော့ကိုရဲ့စတာနဲ့ပြေဝသွားပြီလူပြီးတော့လူကိုခုလိုမိန်းကလေးပုံစံနဲ့တွေ့လိုက်ရတော့လူကိုပို့လဲချက်သွားတယ်ပုံမိလေးတက်ပို့ထားတယ် ဟိုလေသူကလည်းအဲ့လိုပဲချစ်တယ်လို့ပြောတာ ကိုယူချစ်တယ်လို့ထင်ခဲ့တာတကယ်ချစ်ခဲ့တာမဟုတ်ဘူးလူမရှိတော့မှကိုရဲ့တဲ့ဘာပဲသူမှဝင်လို့မရတော့နေရဦးထားတဲ့သူဟာလူပဲဆိုကိုသိလိုက်ရတာကိုယူတာအဆုံးရှုံးမခံနိုင်ဘူးဆိုရင်သူစိတ်ဆဖို့တောင်းပြသွားပြီဆိုတော့ကိုလည်းတော့မှာပေါ့လူရဲ့ လိုက်မသွားပြီလို့ယူနေပြက်လို့ဆိုပြီးရက်တွေမူယူပြီးတော့လေလူကိုပြောလိုက်တာမှပတ်ဆက်ပဲ အဲ့ဒီကိစ္စတော့လည်းကိုတောင်းမှပါလေကွာနော် တွားပါမတောင်းမှန်းနဲ့ကြည့်ဦး လူစိတ်ဆိုးပြေဖို့လူဘေးနားမှာတလုံးပေးဆက်ဖို့ကိုဆုံးဖြတ်ထားပြီးသား အပိုင် ဘာကြီးပေါ့ ဘာစတောင်း ပြောပြပါဦး